ရှိတုန်းကတတဝါအားလုံးမှာကိုယ်ပိုင်အရေးချင်းတွေကိုပြည့်ပြည့်စုံစုံပိုင်ဆိုင်ထားကြတယ်။နွားရီတို့မှာလည်းထိုအချိန်တုန်းကအပေါ်သွားအောက်သွားပြည့်စုံပြီးအားကောင်းကောင်းနဲ့ညံလဲတော်တော်ရှိတဲ့တတဝါတစ်မျိုးဖြစ်ပါတယ်။နွားတွေဟာခန္ဓာကိုယ်ကြီးမားပြီးအားတန်လှတဲ့အတွက်တောထဲကတတဝါတွေအများစုကသူတို့ကိုလေးစားကြပေမဲ့တချို့ကတော့ကြောက်လန့်ကြတယ်။အထူးသဖြင့်ကြားကျွဲဝက်ကြီးတို့လိုတတဝါတွေကနွားကိုအားကြီးပေမဲ့စိတ်ရိုးရှင်းလွန်းတယ်လို့အထင်သေးကြတယ်။ဒီနေ့မှာတော့တတဝါများ၏ဘုရင်ကြီးဖြစ်တဲ့ဖန်ဆင်းရှင်ကတတဝါအားလုံးကိုခေါ်ယူပြီးအမိန့်တစ်ခုချမှတ်လိုက်တယ်။ဒီကနေ့ကစပြီးတတဝါတိုင်းဟာကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုကိုယ်တိုင်ထိန်းသိမ်းရမယ်။မလိမ်မညာမလှည့်ဖျားပဲနေထိုင်နိုင်တဲ့တတဝါကိုငါကပို့ပြီးကာကွယ်ပေးမယ်။ဒီစကားကိုကြားတဲ့အခါနွားကငါကအားကြီးတယ်သွားလဲပြည့်စုံတယ်ဘာမှကြောက်စရာမလိုဘူးလို့ကိုယုံကြည်လွန်းသွားတယ်။အဲ့ဒီအချိန်မှာပဲမြေခွေးကနွားစီကိုလာပြီးပြုံးပြုံးနဲ့ပြောလိုက်တယ်။အကိုနွားရီဖန်ဆင်းရှင်ကတတဝါအားလုံးရဲ့သွားတွေကိုစစ်ဆေးပြီးအားကြီးလွန်းတဲ့တတဝါတွေရဲ့သွားကိုနည်းနည်းလျှော့မယ်လို့ပြောထားတယ်နော်။နွားကအံ့ဩပြီးဟုတ်လားငါသွားတွေကိုလျှော့ရင်ဘယ်လိုစားမလဲလို့စိုးရိမ်သွားတယ်။မြေခွေးကလှည့်စားပြီးစိတ်မပူပါနဲ့ဖန်ဆင်းရှင်မလာခင်အပေါ်သွားကိုခဏဖယ်ထားလိုက်ရင်မတွေ့နိုင်ဘူးလို့ပြောလိုက်တယ်။နွားကစိတ်ရိုးရှင်းလွန်းတဲ့အတွက်အိုးဟုတ်မယ်ထင်တယ်လို့ယုံပြီးအပေါ်သွားတွေကိုဖယ်ထားလိုက်တယ်။အဲ့ဒီအချိန်မှာပဲဖန်ဆင်းရှင်ရောက်လာပြီးတတဝါတိုင်းကိုကြည့်တယ်။နွားကိုမြင်တော့နွားမင်းအပေါ်သွားတွေဘယ်မှာလဲလို့မေးလိုက်တယ်။နွားကအမှန်တိုင်းမြေခွေးပြောလို့ခဏဖယ်ထားတာပါလို့ဖြေလိုက်တယ်။ဖန်ဆင်းရှင်ကမျက်နှာတင်းပြီးအမှန်တရားကိုမစင်စားပဲလှည့်စားမှုကိုယုံကြည်ရင်ကိုယ့်အရာကိုကိုယ်ဆုံးရှုံးရတတ်တယ်လို့ပြောပြီးဒီနေ့ကစပြီးနွားမျိုးရဲ့အပေါ်သွားတွေကိုပြန်မပေးတော့ဘူး။ဒါပေမဲ့မင်းတို့ကိုလူသားတွေကိုကူညီနိုင်အောင်အားတန်တဲ့ခန္ဓာကိုနူးညံ့တဲ့စိတ်ထားကိုပေးထားမယ်လို့အမိန့်ချလိုက်ပါတယ်။အဲ့လိုနဲ့နွားတွေအားလုံးဆုံးရှုံးကြရပါတယ်။